လည်းမလှခဲ့ပါဘူးအဲ့တော့အနာဂတ်လှဖို့လိုပါတယ်ကျမတို့သားသမီးတွေအနာဂတ်လှဖို့လိုပါတယ်ကျမတို့သားသမီးတွေအနာဂတ်လှဖို့အတွက် CDM မှာဝိုင်းဝန်းပြီးတော့ပါဝင်ကူညီပေးကြပါလို့ကျမအနေနဲ့လေးလေးစားစားမြတ်တာကျမအရေးကြီးဆုံးဟာလို့ပဲပြောချင်တာပါဒီမှာ CDM မှာမပါဝင်သေးတဲ့ပြည်သူဝန်ထမ်းတွေအားလုံးပြည်သူတွေအားလုံးကိုကယ်တင်တဲ့အနေနဲ့ကူညီတဲ့အနေနဲ့အားလုံးရဲ့အနာဂတ်တွေလှပဖို့အတွက်အားလုံးပါဝင်ပေးကြပါပူးပေါင်းပေးကြပါရုံးမတက်ဖယ်နေပေးကြပါလို့ကျမမြတ်တာရက်ခံချင်ပါတယ်ရင်ထဲကနေပြီးလေးလေးစားစားနဲ့တောင်းဆိုချင်ပါတယ်ရှင်မှာထွက်ပြီးတော့ပြည်သူတွေနဲ့တသွေးရဲတသားရဲတစိတ်တည်းဒီနေရာမှာတိုက်ပွဲဝင်နေရပါအဓိကအခုအချိန်မှာအရေးကြီးဆုံးလိုအပ်နေတာက CDM မှာပဲအဲ့တော့ဒီစာရရုံးမှာရှိတဲ့ပြည်သူဝန်ထမ်းများအားလုံးကျမဒီနေရာနေလာပြီးတော့တောင်းဆိုတာပါမြစ်တာရက်ခံတာပါရှင်ပြည်သူတွေနဲ့တသားရဲ CDM မှာပါဝင်ပေးကြပါ CDM မှာပါဝင်ပေးတဲ့ပြည်သူဝန်ထမ်းများအားလုံးအတွက်ကိုလည်းစောင့်ရှောက်မှုတွေအားလုံးတရားဝင်အားလုံးရှိထားပြီးသားလို့ပြောချင်ပါတယ်ရှင်ပြီးတော့နိုင်ငံတကာအနေနဲ့အရက်ကလူဒန်းထားတဲ့တရားဝင်စောင့်ရှောက်မှုတွေလည်းရှိနေပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကျမတို့ရဲ့အတိတ်တွေလည်းမလှခဲ့ပါဘူးအခုလက်ရှိပြစ္ဆုတ်ပံလည်းမလှပါဘူးအဲ့တော့ကျမတို့သားသမီးတွေပြည်သူလူထုတွေရဲ့အနာဂတ်တွေအားလုံးလှပဖို့အတွက်တခုတည်းတော့အရေးကြီးဆုံး CDM ကိုပါဝင်ပေးကြပါလို့ကျမပြောချင်ပါတယ် CDM မှာပါဝင်ပြီးသားလူများအားလုံးကိုလည်းအရန်ကိုလည်းလေးစားပါတယ်ကျေးဇူးလည်းအများကြီးလည်းတင်ပါတယ်နောက်ထပ်ပါဝင်ပေးဖို့မပါဝင်ရသေးတဲ့သူများကိုလည်းအချင်းချင်းစီယုံပေးဖို့လှုံ့ဆော်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အဲ့တော့ကျမတို့တွေနဲ့တသွေးရတသားရဲပါဝင်ပေးကြပါလို့ကျမလေးလေးစားစားနှုံးညွန့်စွာမေတ္တာရက်ခံပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်